Hello အားလုံးပဲမင်္ဂလာပါလီမိုဘာမက်ဘလော့နေကြိုဆိုလိုက်ပါတယ်လူငယ်တွေငါးဘွားကဘာအတွက်အသက်ရှင်နေတာလဲမနက်တိုင်းအိယာထလာရင်ငါဘာအတွက်နိုးထတာလဲဆိုတော့မသိကြအောင်မှတ်လားအလုပ်တော့လုပ်နေရပဲဘဝကဖြတ်တန်းရတာအတိတ်ပဲမရှိဘူးလို့ခံစားနေရတယ်မှတ်လားအဲ့ဒါဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိဆက်ကြည့်သိပြီဘာလို့လဲဆိုရင်တော့မိတ်ဆွေရဲ့ဟီဂီဂိုင်ကိုသိရှိမှဖြစ်လို့ပဲဒီနေ့ဒီဗီဒီယိုလေးမှာတော့ဟီဂီဂိုင်စာအုပ်ထဲကကိုဘွားရဲ့ဟီဂီဂိုင်ကဘလောက်အရေးကြီးလဲဆိုတော့ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ဟီဂီဂိုင်ဆိုတာဘာလဲဟီဂီဂိုင်ဆိုတာဂျပန်စကားလုံးပြပြီးတော့အသက်ရှင်ဖို့အကြောင်းရင်းလို့အတိတ်ပဲရပါတယ်လူတရားကိုပျော်ရွှင်ပြီးအတိတ်ပဲရှိတဲ့ဘဝရဖို့ဆိုရင်ဒီအချက်လေးချက်စုံပြီးတဲ့နေရာကိုရှာရပါမယ်ဟီဂီဂိုင်ရဲ့အချက်လေးချက်ကိုနှစ်သက်တဲ့အလုပ်ကိုကျွမ်းကျင်တဲ့အလုပ်လောကကြီးမှာတကယ်လိုအပ်တဲ့အရာပြီးရင်ဝင်ငွေလည်းရရမယ်ဒီအရာ၄ခုစုံတဲ့အရာကိုဘွားရဲ့ဟီဂီဂိုင်လို့ခေါ်တယ်အဲ့တော့မိတ်ဆွေကိုပြန်မိကြည့်ရမယ်ကိုနှစ်သက်တဲ့အလုပ်ကဘာလဲကိုကျွမ်းကျင်တဲ့အလုပ်ကရောဘာလဲအဲ့ဒါလောကကြီးမှာတကယ်ရောလိုအပ်ရဲ့လားပြီးရင်ဝင်ငွေရောရမှာလားအဲ့ဒီအရာ၄ခုစုံတဲ့နေရာကမိတ်ဆွေဘွားရဲ့ဟီဂီဂိုင်ပါပဲကျွန်တော်ဆိုရင်လည်းအရင်တော့ကကိုယ့်ရဲ့ဟီဂီဂိုင်ကိုမသိခဲ့ပါဘူးဒီစာအုပ်လေးကိုဖတ်ပြီးတော့မှကိုဘာအတွက်အလုပ်လုပ်နေရလဲကိုဘာအတွက်အသက်ရှင်နေတာလဲဆိုတော့ကိုတေချာဆန်းစစ်ကြည့်လိုက်မှကိုဘွားရဲ့ဟီဂိုင်ကိုသိရှိခဲ့တာပါဟီဂီဂိုင်ရှိတဲ့လူတစ်ယောက်နဲ့မရှိတဲ့လူတစ်ယောက်ဘာတွေကွာခြားလဲဆိုရင်ဟီဂိုင်မရှိတဲ့လူတစ်ယောက်ကအလုပ်ရှိတယ်လစာလည်းရှိတယ်ဒါပေမဲ့တရက်တာကုန်သွားတယ်ဘာမှလည်းမထူးကြဘူးဘာအတွက်လှုပ်လှုပ်နေတာလဲလစာကရောဘာမှသုံးပါလဲဘာဆိုဘာမှတေချာမသိဘူးဘဝကိုပေါ့ပေါ့ပါပါလေးပဲဖြတ်တန်းတယ်အိမ်မယ်စားမယ်နောက်9နှစ်နေလဲဘာမှထူးခြားမှုရှိမှာမဟုတ်ပါဘူးဟီဂီဂိုင်ကိုရှာတွေ့ထားတဲ့လူတစ်ယောက်ကြတော့အလုတ်ပင်ပန်းသည့်တိုင်အောင်စိတ်ကြည်နပ်တယ်ပတ်စံလေးရတယ်သူ့ဘဝကိုအတိတ်ပဲရှိနေထိုင်တယ်သူဘာအတွက်အလုံးလုံးနေတာလဲသူဘာအတွက်အသက်ရှင်နေတာလဲဆိုတော့သူကောင်းကောင်းသိတဲ့အတွက်သူ့ဘဝကလည်းပျော်ရွှင်စရာကောင်းပြီးအတိတ်ပဲရှိတယ်ဒီစာအုပ်ထဲမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့စာရေးဆရာတွေကဂျပန်နိုင်ငံမှာအသက်အရှည်ဆုံးသူများနေထိုင်တဲ့အိုကီနာဝါကျွန်းကိုသွားပြီးတော့လေ့လာခဲ့တာပါအဲ့ဒီမှာနေတဲ့လူအများစုကအသက်60ကျော်100နီးပါးထိအသက်ရှည်ကြပါတယ်100ကျော်တဲ့လူတွေလည်းရှိပါတယ်သူတို့တွေကလည်းသူတို့ရဲ့ဟီဂီဂိုင်ရှိကြတယ်လို့ပြောကြပါတယ်သူတို့မနက်တိုင်းအိယာထလာရဲ့အကြောင်းရင်းရှိတယ်ငွေကြောင့်မဟုတ်ဘူးဂုံကြောင့်လည်းမဟုတ်ဘူးသူတို့ဘဝရဲ့အတိတ်ပဲကြောင့်ပါပဲအခုကြည့်နေတဲ့လူကရောကျွန်တော်နဲ့တူတူဟီဂီဂိုင်ကိုရှာဖွေလိုက်ပါစာအုပ်နဲ့ဘောပင်ကင်ထားပါကိုနှစ်သက်တဲ့အလုပ်ကိုခြာရေးပါကိုကျွမ်းကျင်တဲ့အလုပ်ကိုခြာရေးပါကိုအနှစ်သက်တဲ့အလုပ်လဲသိပြီးကျွမ်းကျင်တဲ့အလုပ်လဲရှိပြီးပြီးရင်အဲ့ဒီအရာကရောတကယ်လောကကြီးမှာလိုအပ်ရဲ့လားပြီးရင်ဝင်ငွေလမ်းကြောင်းကိုရရှိမှာလားအဲ့ဒီအရာ၄ခုလုံးစုံတဲ့နေရာကိုဟီဂီဂိုင်လို့ခေါ်ပါတယ်မိတ်ဆွေတည်ထားရမှာကလူငယ်ဘဝမှာအမားလုံးမိတာလမ်းပြောင်းနေတာကရှက်စရာမဟုတ်ပါဘူးတကယ်ရှက်စရာကကိုဘာအတွက်အသက်ရှင်နေတာလဲဆိုတော့မတီးပဲနဲ့နှစ်ပေါင်းများစွာအသက်ရှင်နေခြင်းပါပဲအခုလောက်ဆိုရင်ကိုဘွားရဲ့ဟီဂီဂိုင်ကိုသိရှိလောက်ပြီလို့ထင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကပျော်ရွှင်ပြီးတော့အသက်ရှည်စွာနေထိုင်ဖို့ဆိုရင်ကိုဘွားရဲ့ဟီဂီဂိုင်ကိုတည်ထားရမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဒီပေလေးမှာ knowledge sharing ဗီဒီယိုလေးတွေအမြဲတင်ပေးသွားမှာဖြစ်လို့ like and follow လေးလုပ်ခဲ့ပြီးလို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye